ဦးစင်းပြောတာတဲ့ပိုးချက်ဟိုကောင်းနေပါလားကလေးကူရှာပါဦးကိုရင်စေးစုပြုတ်ပြီးတော့နော်ကိုရင်ကိုပါဦးနော်ကိုရင်မင်္ဂလာပါခင်ဗျကျွန်တော်တော့ CQ ဖြစ်ပါတယ် ကျုပ်ကတော့စိန်ငွေပါ ဟုတ်ကဲ့ကြည့်ရှုအားပေးကြလို့အားလုံးကျေးဇူးတင်ကြောင်းလာပြောတာပါခင်ဗျာ ဟုတ်တယ်ဗျကျေးဇူးပါနော်ရွာရဲအတုပအိမ်ကနေပြန်လာပြီးတဲ့နောက်ဥရွှေနဲ့ကိုရင်တို့စကားပြောနေခဲ့ကြတာအချိန်တစ်ခုအထိကြားသွားခဲ့တယ်ဗျဆရာချစ်ကောင်းတဲ့ဘဘိုးတို့ရောဆက်သွယ်လာရဲ့လားမဆက်သွယ်လာဘူးဖေဟာတော့ရဲ့အနက်ဆုံးနေရာစီကိုရောက်နေပြီတင်တယ်တပည့်တော်တို့ကတော့စောင့်နေုံကလွဲပြီးဘာမှမလုပ်နိုင်ဘူးပေါ့ဗျာတကားဥရွှေနဲ့တရက်ဖေရောဘယ်လိုနေလဲတပည့်တော်ကနေကောင်းပါတယ်ဖေဟာတရက်ဖေကတော့တာမန်လူတယောက်လိုဖြစ်လာပါပြီဘာမှစိတ်ပူစရာမရှိတော့တော့ပါဘူးအဲဆိုရင်တော့ကောင်းတာပေါ့ကိုရင်ကြွလိုက်ဦးမယ်တော်တော်မောင်းနေပြီတကားရွှေလဲကောက်အောင်ယူဆိုင်မောင်းပြန်နော်ဒါဆိုတပည့်တော်ခွင့်ပြုပါအောင်ဖေဟာကိုရဒီလမ်းကနေပြန်ရမှာမလားဟုတ်တယ်လေဘာဖြစ်လို့လဲဥရွှေတပည့်တော်ပြောပြရင်ကိုရင်မကြောက်နဲ့ပေါ့ဖေဟာအဲ့လိုပြောမှတော့မကြောက်ဖက်နေမလားဒါမှလည်းပြောပါကိုရင်သိချင်တယ်ကိုရင်ရဲ့နားနေဆောင်ပြန်ရမယ်လားတုတ်တန်ဟောင်းကိုဖျက်ရမှာဖေဟာလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကမဲသီလာရှိတပါအဲ့နာတဝိုက်မှာဂျိုးဆွဲချသေးထားတာတအားကြောက်ဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ကိုရင်နဲ့မဟုတ်လို့ပါဖေဟာညဘက်လာတဲ့ရွာသားတွေတွေ့နေကြပဲဒီတောเจ้าရဲ့เจ้าမဖွယ်ကောင်းတဲ့ရာဇဝင်တွေကတခုပဲဖေဟာတကယ်လားတခါကြီးနေတိုင်းဖျက်လျှောက်တာဒီလိုရာဇဝင်ရှိကြမှာကိုတော့မသိခဲ့ဘူးလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကကောင်မလေးတယောက်အသက်ကွေးလို့တီလာရှင်လာဝတ်ထားတယ်ပူလောင်မှုတွေနဲ့လာလို့လည်းပြောလို့ရတာပေါ့အချိန်ကြီးကြာတော့သူ့ဘိုက်ကကြီးကြီးလာတယ်တီလာရှင်မဝတ်ခင်ကလေးကကိုဝင်ရှိနေတာဖြစ်မှာပေါ့အစာပိုင်းကတော့ဘယ်သူမှသတိမထားမိဘူးဖေဟာဘိုက်ကြီးကတဖြည်းဖြည်းကြီးလာတော့ကျန်တဲ့တီလာရှင်တွေကလည်းမေးမြန်းလာကြတာပေါ့အဲ့လိုနဲ့အဲ့နောက်ပိုင်းဘယ်သူမှအဲ့တီလာရှင်ကိုမတွေ့ကြတော့ဘူးရန်နဲ့ကြာတော့တုတ်တန်ဟောင်းမှာတီလာရှင်ဂျိုးသွက်ချထားတော့ရွာသားတွေတွေ့လိုက်ရတယ်အဲ့ဒါဆိုတာကတော့ဘိုက်ကြီးကိုခွဲပြီးကလေးထုတ်ခံထားရတာဖေဟာကြောက်ဖို့ကောင်းလိုက်တာအဲ့တော့ဘာဆက်ဖြစ်လဲဥရွှေအဲ့နောက်ပိုင်းညဘက်တည်းဆိုရင်တစ်ပင်ကနေတီလာရှင်အလောင်းတွဲလောင်းကြနေတော့ရွာသားတွေတွေ့နေကြပဲတစ်ခါတလေကြလဲဟိုအပင်မှာတစ်ခါတလေကြရင်လည်းဒီအပင်မှာနေအောင်မတူကြဘူးပြီးတော့ဖျက်လျှောက်သွားတဲ့သူတွေကိုငါကလေးကိုတွေ့ရလားကလေးကူရှာပေးပါအောင်ဆိုပြီးမေးလို့ရှိတယ်ဖေဟာတွေ့တဲ့သူတွေကတော့အသက်ထွက်မတက်ပြေးကြတော့တာပါပဲအဲ့ဒီအချိန်တော့ရဲတွေကတော့ဗိုက်ထက်ကကလေးကိုတရရောက်ကခွဲယူပြီးအောက်လန်းလုပ်တယ်ဆိုပြီးတော့အမှုပိတ်လိုက်ကြတယ်အခုထိအဲ့ဒီလူကိုမဖမ်းမိသေးဘူးအခုရောအဲ့ဒီတီလာရှင်ကိုတွေ့တဲ့သူရှိသေးလားတခါရွှေဒီရာဇဝင်က10နှစ်ကျော်ပြီဆိုတော့တီလာရှင်လည်းလွတ်ကျသွားပြီထင်တယ်ဖေဟာဒါလည်းဒီကျောင်းရဲ့ကျောင်းမဖွယ်ရာဇဝင်9ခုတည်းကတခုပေါ့ဟုတ်တယ်ဖေဟာကိုရင်လည်းဒီကျောင်းရဲ့ကျောင်းမဖွယ်ရာဇဝင်9ခုကိုကြားဘူးတာလားဖေဟာကိုရင်ကြီးပြောပြဘူးလားဘာတွေရှိလဲဆိုတာတော့ကိုရင်လည်းမသိဘူးအဲဆိုအမြန်ပြန်လိုက်မယ်နော်ဒီတက်မှောင်မသွားခင်ပေါ့ဒီမမနေ့ပြန်တပည့်တော်လာကြူပါမယ်ဖေဟာဥရွှေပြန်သွားပြီးတဲ့နောက်ကိုရင်အနှဲငယ်တွေးဝေးနေခဲ့ပါတယ်ကိုရင်ဝတ်ထားတပတ်ကြော်ပြီးဆိုပေမဲ့လည်းတရေကိုကြောက်နေတုံးပါပဲကိုရင်ဝတ်ပြီးဖျားစာတွေလည်းတင်းထားတာပဲတရေဆိုတာလည်းသင်္ကန်းကိုတော့အားနာပါလားလေဒီအေးလေးတိုက်ပြီးတရေတန်လိုလိုလေတန်လိုလိုနဲ့ပြည့်နှက်နေတဲ့တော်လန်ကြီးပေါ့ဗျာကိုရင်တတိနဲ့ဖြည်းဖြည်းချင်းရှောက်သွားနေခဲ့ပါတယ်ပါလာတဲ့မိကိုထွန်းရက်နေပေါ့ဗျာစိတ်ထဲကတော့အကြောက်တရားမဝင်အောင်မေတ္တာပို့နေခဲ့ပါတယ်ညဘက်ကနေကိဘက်နဲ့တအားကွာနေပါလားတိတ်မဝေးတဲ့လမ်းအခုတော့မိုင်းနဲ့ချီပြီးလမ်းလျှောက်နေရတယ်လို့ပဲ
အဲအချိန်ကိုရင်ရှိမှလူနဲ့တူပြီးအဖြူအောင်ဝတ်စုံဝတ်ထားတဲ့တခုခုတစ်ပင်ကနေတွဲလောင်ကျနေတာကိုမြင်လိုက်ရပါတယ်အဖြူရောဘာလဲအဲ့ဒါဟမ်ပျောက်သွားပြီအခုနောက်တော့ကသူမြင်လိုက်တဲ့အရာဟာတကယ်ဖြစ်ကြောင်းသူစိတ်ထင်တာမဟုတ်ကြောင်းကိုရင်ကောင်းကောင်းသိနေခဲ့ပါတယ်တခုခုကအဲ့ဒီနေရာမှာရှိနေခဲ့တယ်ဗျဒါပေမဲ့ကိုရင်အာတင်ပြီးတာဖျက်လျှောက်ဖို့လုပ်ခဲ့လိုက်ပါတယ်အခုနောက်တိလရှင်ပဲဖြစ်ပဲဟိုတခါကြီးပြောပြတာနဲ့တပုံစံနဲ့ပဲအခြားလမ်းကနေတွားလို့ရလည်းမရပြန်ဘူးညာဘက်ကိုရင်လည်းတုတ်တန်တွားပါပြီကိုရင်စူးစမ်းပြီးရှောက်နေသေးပါတယ်တိလရှင်တရေလိုက်မချောက်အောင်ဖះစာရီရွတ်လိုက်မေတ္တာတုတ်ရွတ်လိုက်နေပေါ့ဗျာတဖြည်းဖြည်းချင်းရှေ့ဆက်ပြီးလမ်းလျှောက်နေခဲ့ပါတယ် ကိုရင်တပီးရမဟင်ကလေးကိုတွေ့မိလား အတန်းလာပြီအဲ့တော့ဖြေးရမှာလားတတိကိုရင်ပဲဘာမှဖြစ်ဘူးကိုရင်မတွေ့မိဘူးပဲကိုရင်သွားလိုက်အောင်မယ်နော်မလိုက်လာတော့ပါဘူးလေကိုရင်လေးအားခဲပြီးမြန်ဆက်လျှောက်ခဲ့ပါတယ်ဒါပေမဲ့လည်းရှေ့ကတစ်ပင်ထဲမှာတိလရှင်ရဲ့အလောင်းတွဲလောင်ကျနေတာကြီးမြင်နေခဲ့ရတယ်ဗျဘယ်ဘက်ကိုပဲလှည့်ကြည့်ကြည့်လိုက်တဲ့နေရာတိုင်းမှာရှိနေခဲ့ပါတယ်ဥရွှေပြောပြတာထက်ဘိုးဆိုးနေပါလားငါလည်းမခံနိုင်တော့ဘူးကြောက်နေပြီ ကလေးကိုရှာပေးပါဦးကိုရင်ဟဲ့နော်ကိုရှာပေးပါဦးကိုရင်အဲ့လိုပေါ့ ကိုရင်ရဲ့ရင်ခုန်တန်းကတော့ပုံတီးနေတယ်လို့ပါပဲတထုံထုံနဲ့မြည်နေခဲ့တယ်ဗျအရန်မဝေးတဲ့လမ်းကလည်းမိုင်ပေါင်းထောင်ချီရှောက်နေရတယ်လို့ခံစားနေခဲ့ရတယ်ဗျစိတ်ကမငြိမ်သေးဘူးကွာမကြောက်နဲ့လေကိုရင်ဟာအသီးတွေကျနေတာပဲရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းကကိုရင်လမ်းဆက်မလျှောက်နိုင်တော့တဲ့အထိပါပဲတိလရှင်အလောင်းအများကြီးကတစ်ပင်ပေါ်ကနေတွဲလောင်ကျနေခဲ့ပါတယ်ကိုရင်စိတ်ကလည်းဒီအရာတွေနဲ့ဆက်ပြီးရင်မဆိုင်ရဲတော့ဘူးဗျမခံစားနိုင်တော့ဘူးကျောင်းစီပဲပြန်ပြေးသွားတော့မယ်ဟာဘာကြီးလဲနောက်ပြန်လှည့်လိုက်တဲ့အချိန်မှာပဲတိလရှင်တွေအများကြီးတန်းစီရက်နေတာမြင်လိုက်ရတာကြောင့်ဘာဆက်လို့ရမှန်းမသိဘူးဖြစ်သွားခဲ့ပါပြီကလေးကိုရှာပေးပါဦးကလေးကိုရှာပေးပါဦးကိုရှာပေးပါကလေးလေးโอเคရှာပေးပါဦးငါ့ကိုပေးမတော်လာဘူးထင်တယ်ကိုရင်ကိုချောင်းငရဲကြည့်မယ်နော်ကဲတော့မှရမယ်ဒီတစ်ပင်ကြိုးရနဲ့နားနေဆောင်ရောက်ပြီပဲနားနေဆောင်တွေ့ပြီလွတ်ပြီငါကလေးကိုရှာပေးလို့ပြောနေရလေအမလေးတိလရှင်သေးမနက်ခင်းရောက်တော့ကျောင်းအဖုံဖုံကကိုရင်ကိုအကြောင်းအရာတွေရှင်းပြခဲ့ပါတယ်အဲအချိန်တုန်းကဖုံဖုံကကိုရင်ဘိုးဟာပဲရှိနေသေးတာပါတကယ်တော့တိလရှင်ကသူ့ကိုယ်သူဂျိုးဆွဲချသေးခဲ့တာမဟုတ်ပါဘူးတစုံတစ်ယောက်ကသူ့ကိုတတ်ပြီးခလေးကိုခွဲယူသွားခဲ့တာပါဘေးမှာအလောင်းကိုတစ်ပင်ပေါ်ချိတ်ထားခဲ့တာလို့ဆိုတယ်ဗျဒီအကြောင်းအရာအသေးအချာကိုဘယ်ရွာသားမှမသိခဲ့ကြပါဘူးလူတတ်သမားသိတော်မှာဆိုလို့ရဲတွေကရွာသားတွေကိုမပြောပြခဲ့တာပါအဲအချိန်ကအမှုလိုက်ရင်းနဲ့ဒီလိုပဲပြီးသွားခဲ့ပြီးအခုအချိန်ထိလူတတ်သမားကိုမမိသေးပါဘူးဟုတ်ကဲ့ဇလန်လေးကဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ